နေ့တော့ငါပြီးရဘူးညုံပြုတ်ညက်ပြုတ်ဒါစက်သားကြော်ပါနော်ကြက်အမာကိုကြော်ဒါခရမ်းသီးရဲ့ပစုံရဲ့ဒါမှအစိမ်းကြော်ဒါနှစ်ဘက်ချင်တော့ဒါမနေ့ကကျန်တဲ့၅ကြော်လေးနဲ့နှစ်ဘက်ချင်တော့ပါနော်ဒါလည်းစားကြပါအောင်ခင်ဗျာခရမ်းသီးဟင်းနဲ့တော့အနေနဲ့ခရမ်းသီးနဲ့ပစုံနဲ့ချက်တယ်စားကြပါအောင်ခင်ဗျာစိမ်းကြော်လေးကောင်းတယ်ပေါ့ရှယ်အများကြီးပေးကြပါဦးနော်那个剪刀。ပြန်သေးရလဲချိုနေပါ
။